ARV ထိုးထားတယ်ဝေးတယ်ခင်ဗျာအားမပါနဲ့ပိုက်တာနောက်ဖက်ရဲ့ဂျားကိုထိုးရမှာတော့ ARV နောက်ဖက်ညီငယ်လေးရဲ့စာပစ်ကတော့ဝေးသွားခဲ့တယ်ခင်ဗျာဆိုရင်တော့73မဲ့9မဲ့ရလည်းနဲ့တူ YG သင်းရတော့ဝေးကိုဥဆောင်ထားနိုင်ခဲ့တယ်ဗျာရှင်တဲ့နောက်ထိုးထားတယ်စိုင်းယူကပန်းထားတယ် ARV လိုက်တယ်ရပြန်ပြီစိုင်းယူဟန်အားမပါနဲ့ပဲကန်ချအမတ်ယူထားနိုင်ခဲ့တယ်ခင်ဗျာဆိုရင်တော့7မဲ့73မဲ့ဆိုတဲ့3မဲ့ကွာဟာမှုအခြေအနေမှာတော့ ARV အသင်းအမတ်ရရှိရေးအတွက်ဒီကိုတစ်ခဲဘယ်လိုတွေစူးစမ်းမလဲဆိုတာတော့ပြီးကြည့်ရအောင်ပဲ ARV ထိုးထားတယ်စနေနောက်ဖမ်းထားတယ်ချန်နာလိုက်တည်ထားတယ်ပြန်ကြီးvery good ပါရိုဂီအပေါ်ကပဲလွတ်လွတ်ကျွတ်ကျွတ်ကန်ချအမတ်ယူထားနိုင်ခဲ့တဲ့အတွက်အခုဆိုရင်တော့ YG အသင်းကကိုတီဒိမ်းဘွိုက်ဆိုတဲ့အမတ်ကိုဥဆောင်နိုင်ခဲ့ပြီခင်ဗျာရှင်မနောထိုးရတယ်ပိုက်တိုးတယ်ဗျာကဲဒီကောစာတို့ကတော့ YG အသင်းနေနဲ့အကောင်းမွန်ဆုံးခုခံဟန်တားနိုင်ခဲ့မယ်ဆိုရင်တော့ပွဲငယ်တစ်ပွဲကိုအနိုင်ရရှိသွားမှာဖြစ်တယ်လို့ ARV ကတော့စာပစ်အမတ်ပြန်ရှိခဲ့မယ်ဆိုရင်တော့ဒီ YG အသင်းကတော့စိတ်လှုပ်ရှားစေဦးမယ်လားထိုးရတယ်ရှင်းတဲ့နောက်ဖမ်းရတယ်ချမ်းသာခွဲချင်းတည်ရတယ်ပြန်ကြီးကန်ရတယ်ဘယ်ဒီကပါဗျာဖမ်းကြီးတည်ချင်းသုံးသက်ချင်းတွေကတော့တကယ်ကိုပြည့်စုံနေခဲ့တဲ့အတွက်အခုဆိုရင်တော့ YG တရားတော့ပထမဆုံးပွဲကတည်းကအနိုင်ရရှိခဲ့ပြီဗျာဒုတိယပွဲစဉ်မှာလည်း ARV အသင်းအနေနဲ့အနိုင်ရရှိဖို့အတွက်ဘယ်လိုခြေစွမ်းနေနဲ့ပြင်ဆင်ပြီးတော့ပွဲထွက်လာမလဲဆိုတာတော့ကျွန်တော်တို့ဆက်လက်ကြည့်စုအားပေးကြစို့ဗျာ